လုံးမဲ့နေပါဒီမျိုးခောက်ဆွဲလေးကြော်စားပြလို့တင်ပြလိုက်ပါတယ်။ရင်စုံရေဦးတက်ထားလိုက်ပါမယ်။ပြီးရနဲ့မုံငင်းဖြူရွယ်ရဲ့ခါကျက်ဥရဲ့ခောက်ဆွဲချက်ရဲ့ကြက်သားရဲ့ကြက်တွံပြူရဲ့ကိုအတင်တင်ထားလိုက်ပါတယ်။ကိုကြက်ရဲ့ပါဝင်တစ်စီရဲ့လည်းထပ်တူထည့်နိုင်ပါတယ်။ရေပုတ်ပတ်ဆူလာပြီဆိုရင်တော့အတင်တင်ထားတဲ့ခောက်ဆွဲကြောင်းနှစ်ထုပ်ကိုထည့်လိုက်ပါမယ်။ခောက်ဆွဲကြောက်တွေကိုမပြော့မမအနေထားလေးမှချပေးပါမယ်။ဒါဆိုရင်တော့ရပါပြီ။ခောက်ဆွဲကြောက်တွေဆဲထားပြီးရနဲ့အတီးရွက်တွေထည့်ပြီးတော့ထပ်ပြုတ်ပါမယ်။တီးရွက်လေးလည်းရလာပြီဆိုရင်ခဏဆဲထားလိုက်ပါမယ်။ပြီးရနဲ့ကြက်သားထည့်ပါမယ်။ကြက်သားတွေကိုတော့ဂျင်းရဲ့ကြက်သားမုတ်ရဲ့နေထားပါတယ်။ကြက်သားလေးတွေလည်းရလာပြီဆိုရင်တော့ဆဲထားလိုက်ပါမယ်။ဒီရနဲ့အိုးတစ်တလုံးလေးကိုစီထည့်ပြီးတော့တဲပါမယ်။စီပူလာရင်တော့ကြက်တံတူလေးထဲမွေးလိုက်ပါမယ်။ကြက်တံတူလေးမွေးလာတဲ့အနေထားမှာကြက်သားလေးတွေထည့်လိုက်ပါမယ်။ဒီရနဲ့ပဲငတ်မြားတွေထည့်ပါမယ်။ခရုစီထပ်ထည့်ပါမယ်။သားရဲ့ဟင်းညမုတ်ရဲ့စက်တာမုတ်အနေငယ်ထည့်လိုက်ပါမယ်ရေအနေငယ်ထပ်ထည့်ပေးပါမယ်အားလုံးပြီးပြီဆိုတာနဲ့အတီးရွက်တွေပြုတ်ထားတာကိုထပ်ထည့်လိုက်ပါမယ်ရွက်ပြုတ်ထားတာလေးတွေထည့်ပြီးပြီဆိုရင်တော့ခောက်ဆွဲကိုပဲထည့်လိုက်ပါမယ်ခောက်ဆွဲတဲ့ကိုကြာညုံလေးအနေငယ်ထည့်ပါမယ်ဒါဆိုရင်တော့အရသာရှိပြီးစားကောင်းတဲ့ခောက်ဆွဲကြော်တပွဲရရှိပါပြီ။နှစ်ယောက်လောက်တော့စားလို့ရပါတယ်။ဒီတိုင်းလေးကြော်စားကြည့်ကြပါ။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and follow လေးလည်းလုပ်ခဲ့ပါအောင်ရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။